သာသနာတော်နှစ်2562နှစ်ကောဇာတက္ကရာ1389ခုနှစ်တဇောင်းမုန်းလဆန်း10ရက်2018ခုနှစ်အောက်တိုဘာလ29ရက်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးတပ်နယ်ရှမ်းအောင်မြင်ခမ်းမအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးတပ်နယ်တပ်ရင်းတပ်ဖွဲ့အရာရှိစစ်သည်မိသားစုများ၏ဓမ္မပူဇာအထူးဓမ္မသဘင်ခန္ဓာ၌အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ဝင်းဘိုရှိန်နှင့်ဇနီးဒေါ်နုနုတွင်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းအကြောင်းတရားဒေသနာတော်မြတ်ဗုဒ္ဓဤအဆုံးအမကိုယုံကြည်မြတ်နိုးအားကိုးလိုက်နာကျင့်သုံးကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာဘုရားရဲ့အဆုံးအမတိုင်းမိမိတို့နေ့စဉ်ဘဝမှာအကောင်းဆုံးဖြစ်အောင်လိုက်နာဆောင်ရွက်ကြတာဖြစ်တယ်ဒီကနေ့ကဘာမှာယုံကြည်ကိုးကွယ်ရာဘာသာတရားအမျိုးစုံရှိတော့တကယ်တော့ဘုရားဘာသာဟာအဆုံးအမတိုင်းလိုက်နာကျင့်သုံးတဲ့ဘာသာတရားတစ်ခုသာလည်းဖြစ်တယ်ခြုံငုံပြီးတော့ပြောတဲ့အခါမှာကိုးကွယ်တယ်လို့ပြောရတော့လည်းပဲအားကိုးတယ်ယုံကြည်တယ်ဆိုတာအဆုံးအမစကားကိုလက်ခံလိုက်နာခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တာဖြစ်တယ်ကောင်းကင်ဘုံကတကူရှင်အစွမ်းတကူရှိတယ်လို့ယုံကြည်တဲ့တကူရှင်ကိုကိုးကွယ်တာနဲ့မြတ်စွာဘုရားကိုကိုးကွယ်တာဆိုတာကွဲပြားခြားနားမှုရှိတယ်တကူရှင်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ကထိုတကူရှင်ရဲ့မဆာမှုကြည်ရှုဆောင်ရှောက်မှုကိုအမြဲတမ်းလိုလားတောင်းတပြီးမိမိစွမ်းအားတွေယုံကြည်ကိုးစားခြင်းလျော့ပါတဲ့မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးပြီးတော့ကိုအားကိုကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးမြူကြမှာဖြစ်တယ်။ဒါကြောင့်မို့ယုံကြည်အကိုးမှုတွေတည်တည်ချာချာစဉ်းစားကြည့်လို့ရှိရင်ကွဲပြားခြားနားမှုရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုယုံကြည်တယ်လို့ဆိုတဲ့နေရာမှာဘာကိုယုံကြည်တာတော့လို့စစ်စစ်ကြည့်ဖို့လိုတယ်။ဘုရားရဲ့အစွမ်းတကူကိုယုံကြည်တာလား။ဘုရားကတို့ကိုမားလိုက်မယ်။ကောင်းကျိုးချမ်းသာတွေကိုပေးလိုက်မယ်ဆိုတဲ့အနေနဲ့ယုံကြည်တာလားလို့ဆိုလို့ရှိရင်အဲ့ဒီလိုယုံကြည်တာမဟုတ်ဘူး။မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကတတ္တာဆိုတဲ့ယုံကြည်မှုရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာတတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာကိုယုံကြည်တယ်လို့ခေါ်တယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တဦးရဲ့ဆုံးမဩဝါဒဟာလွဲမှားမှုမရှိသည့်အတွက်ကြောင့်သူ့ရဲ့အဆုံးအမတိုင်းလိုက်နာဖို့ယုံကြည်လက်ခံခြင်းသာလည်းဖြစ်တယ်ယုံကြည်တယ်ဆိုတဲ့နောက်မှာလှုပ်ဆောင်မှုဆိုတာပါလာတာဖြစ်တယ်အစွမ်းတကူကိုယုံကြည်တဲ့ပုဂ္ဂိုလ်ကြတော့နောက်ကလှုပ်ဆောင်စရာသိပ်ပြီးတော့မရှိဘူးတကူရှင်ကဘယ်တော့မှမလဲဆိုတာကိုမျှော်လင့်နေတဲ့အနေအထားမျိုးသာရှိတာဒါကြောင့်မို့တကူကိုယုံကြည်တာနဲ့အသိဉာဏ်ကိုယုံကြည်တာဟာကွဲပြားခြားနားမှုရှိတယ်လို့လက်တွေ့တာရကထင်ရှားတာတခုစဉ်းစားကြည့်လို့ရမယ်ဆိုရင်လောကမှာအကျင့်သီလလည်းအကောင်းဆုံး
ပညာအရှိဆုံးပုဂ္ဂိုလ်ကိုအားကိုးတဲ့ယုံကြည်တယ်ဆိုတာဟာထိုပုဂ္ဂိုလ်ရဲ့ဆုံးမဩဝါဒလမ်းညွှန်မှုကိုလမ်းညွှန်မှုအတိုင်းလိုက်နာဖို့သာလည်းဖြစ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့အစွမ်းတကူတွေပြနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီလိုအစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ကိုယုံကြည်တယ်ဆိုရင်တော့သူ့ရဲ့အစွမ်းတကူကိုအမိပြုပြီးတော့မိမိရဲ့ကောင်းစားမှုကိုညှော်လင့်တဲ့သဘောသာဖြစ်တယ်ကွဲပြားမှုရှိတဲ့အနေအထားတစ်ခုရှိသည်ဘုရားဘာသာဝင်တို့ရဲ့ယုံကြည်ကိုးကွယ်မှုသည်မြတ်စွာဘုရား၏အဆုံးအမကိုအသိဉာဏ်ကိုယုံကြည်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းသာဖြစ်တယ်လို့ကွဲပြားခြားနားမှုရှိပေါ့နော်အဲ့တော့မြတ်စွာဘုရားဘာကိုဆုံးမခဲ့တယ်လဲလို့ဆက်ပြီးတော့စဉ်းစားရဘုရားအဆုံးအမကိုလက်ခံတယ်ဆိုရင်ဘုရားကဘာကိုဆုံးမတာလဲအကျဉ်းချုပ်ပြောမှဆိုရင်မလုတ်တဲ့နာနဲ့လုတ်တဲ့နာဒီနှစ်ခုခွဲခြားပြီးတော့ဟောပြောတယ်မလုတ်တဲ့နာကိုရှောင်ဖို့နဲ့လုတ်တဲ့နာကိုလုတ်ဖို့မလုတ်တဲ့နာဆိုတာအပြစ်ရှိပြီးဆိုးချိုးကိုဖြစ်ပေါ်စေတတ်တဲ့အလုပ်မျိုးကိုမလုပ်ဖို့ပဲဖြစ်တယ်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတတ်တဲ့အလုပ်မျိုးကလုပ်တဲ့အလုပ်လို့ဒီလိုကွဲပြားတာခွဲခြားပြီးတော့လောကမှာအရာခတ်သိမ်းမှကြည့်လိုက်လို့ရှိရင်အကောင်းနဲ့အဆိုးနှမျိုးဟာရှိတာကြည့်ကိုနေစဉ်စားတဲ့အစာအာဟာရသိပင်နဲ့ဒီအစာစားရင်ယောဂဖြစ်စေတယ်ဒီအစာစားလို့ရှိရင်ကျန်းမာစေတယ်အကောင်းနဲ့အဆိုးရှိတာပဲဒီအစာအာဟာရကအစိတ်တောက်ဖြစ်တယ်ဒီအစာအာဟာရကကျန်းမာစေတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ပုဂ္ဂိုလ်တိုင်းဟာအစိတ်အတောက်ဖြစ်စေတတ်တဲ့ယောဂကိုဖြစ်စေတတ်တဲ့အစာမျိုးကိုရှောင်ရမှာဖြစ်ပြီးကျမ်းမာမှုကိုဖြစ်စေတတ်တဲ့ခန္ဓာကိုယ်အကျိုးပြုတဲ့အစာမျိုးကိုရွေးချယ်သုံးဆောင်ရမှာဖြစ်တယ်။ဒါဟာလောကမှာထင်ရှားတဲ့သဘာဝတစ်ခုပေါ့။အဲ့ဒါလိုပဲမိမိတို့ရဲ့စိတ်ထဲမှာအပြစ်ကင်းတဲ့စိတ်နေသဘောထားနဲ့အပြစ်ရှိတဲ့စိတ်နေသဘောထားနှစ်ခုရှိတယ်။အပြစ်ရှိတဲ့စိတ်နေသဘောထားကိုရှောင်ရှားပြီးပြစ်ကင်းတဲ့စိတ်နေသဘောထားကိုလိုက်နာကျင့်သုံးအောင်ဒါမြတ်စွာဘုရားရဲ့အခြေခံအကြဆုံးအဆုံးအမပဲဖြစ်တယ်အဲ့ဒါကိုပါဠိလိုပြောတဲ့အခါကျတော့သဗ္ဗပပတ္တအကရဏအောက်တန်းနောက်တန်းကြပြီးအပြစ်ရှိတဲ့အလုပ်မျိုးကိုလုံးဝရှောင်မှာကုသလတုပတံပရာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့အရာကိုမိမိတဏ္ဍာမှာပြည့်စုံအောင်ကြိုးစားပါဆိုတာဒီဆုံးမနှစ်ရဟာလူဘဝမှာကောင်းကျိုးချမ်းသာတွေရဖို့လုံလောက်တဲ့အတိုင်းအတာတစ်ခုပဲဖြစ်တယ်အလုံးကိုခြုံငုံပြီးတော့ပြောတာဖြစ်သည့်အတွက်ကြောင့်လုံလောက်တဲ့အဆုံးအမဒီနေရာမှာပညာရှိသူတော်ကောင်းတွေစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေဆရာကောင်းတမကောင်းတွေမိကောင်းဖခင်တွေကလည်းပဲမိမိတို့ရဲ့သားသမီးတွေမိမိတို့ရဲ့နောက်လိုက်တွေအလုံးဆုံးမတဲ့အခါဒီတိုင်းပဲဆုံးမတာပဲမဟုတ်တာမလုပ်ကြနဲ့ကောင်းတာလုပ်ကြဆိုတဲ့ဆုံးမသွန်သင်ချက်ဟာအခြေခံအကြဆုံးဆုံးမအဲ့တော့ဘုရားဘာသာဝင်တွေအနေနဲ့ဘုရားကဘာဆုံးမခဲ့တယ်လဲလို့အခြေခံကိုပြောပြပါဆိုရင်မလုပ်တဲ့နာရှောင်မိုးနဲ့လုပ်တဲ့နာလုပ်ဖို့ဒါဘုရားရဲ့အဆုံးအမပဲလို့အခြေခံအားဒါဖြင့်မလုပ်တဲ့နာတွေကဘာတွေလဲလုပ်တဲ့နာတွေကဘာတွေလဲလို့ဆိုတာကိုယ်ပြခြားနာလာပြန်တယ်အဲ့ဒီခါကျတော့အရင်ကစိတ်ကနေစတင်ပြီးတော့ပြောရမှာဖြစ်တယ်နော်လောဘမတရားလိုချင်တဲ့လောဘကိုယ်တဏ္ဍမှာမဖြစ်စေရဘူးမုန်းတီးမှုသူတစ်ပါးအကျိုးပျက်စီးစေလိုမှုဒေါသ
ကိုယ်တဏ္ဍာမှာမဖြစ်အောင်ထိမ့်သိမ်းရအောင်မောဟလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိတဲ့အတိညာကင်မဲ့မှုကိုယ်တဏ္ဍာမှာမဖြစ်အောင်လို့အိတ်တာတစ်ဖက်သားတိုးတက်ကြီးပွားလာလို့ရှိရင်ယာဓုဂုံသိမ်းစီစိန်နေကိုယ်ရဲ့တာသွားလို့ရှိရင်မနာလို့မရှုစိန်ဖြစ်တဲ့အိတ်တာကိုယ်တဏ္ဍာမှာမရှိအောင်လို့ဒီလိုဆိုမစ္စရိယအခွင့်အရေးကိုကိုယ်သာရယူခြင်းနဲ့ဘယ်သူကမှမပေးခြင်းဘူးဆိုတဲ့မစ္စရိယတရားကိုယ်တဏ္ဍာမှာမဖြစ်အောင်ကြိုးစားရမယ်ဒါအခြေခံကြတဲ့ဒီမကောင်းတဲ့စိတ်တွေသဘောထားတွေအဲ့ဒီမကောင်းတဲ့စိတ်တွေသဘောထားတွေကိုကိုယ်တဏ္ဍာမှာမဖြစ်စေဘူးဆိုလို့ရှိရင်ဒီမကောင်းတဲ့စိတ်တွေသဘောထားတွေကိုဖယ်ရှားဖို့ကြိုးစားလိုက်မယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေဖြစ်ပေါ်လာမကောင်းတဲ့စိတ်တွေသဘောထားတွေကိုကောင်းတဲ့စိတ်တွေသဘောထားတွေနဲ့ဖယ်ရှားပြရမယ်ဆိုပါစို့လောဘကိုအလောဘနဲ့ဖယ်ရှားရမယ်ဒေါသဆိုတဲ့အမုန်းတရားကိုမေတ္တာနဲ့အဒေါသဆိုတဲ့မေတ္တာတရားနဲ့ဖယ်ရှားရမယ်မောဟဆိုတဲ့မသိတွေ့ဝေတဲ့သဘောတရားကိုအမောဟဆိုတဲ့ပညာနဲ့ဖယ်ရှားအိတ်တာဆိုတဲ့မနာလိုတဲ့သဘောတရားကိုမုဋ္ဌိတာတရားပွားများဖယ်ရှားရမှာဖြစ်တယ်မစ္စရိယဆိုတဲ့ကိုယ်သာသုံးဆောင်ခံစားခြင်းတယ်ခွင့်ရေးတစ်ခုကိုယ်သာရခြင်းတယ်ဆိုတဲ့မစ္စရိယတရားတတ္တာလို့ခေါ်တဲ့ရရောမှုနဲ့ဖယ်ရှားပြရမယ်ဒီလိုဆိုလို့တယ်အဲ့ဒါကမြတ်စွာဘုရားရဲ့ဘုရားဘာသာဝင်တွေအခြေခံကြကြထားရမယ်စိတ်နေသဘောထားတွေပဲဖြစ်တယ်ဟုတ်ပြီဒီလိုစိတ်နေသဘောထားတွေထားပြီးတဲ့အခါမှာဒီစိတ်နေသဘောထားရှိလာလို့ရှိရင်ပြောတဲ့စကားလည်းအကောင်းပဲဖြစ်တယ်နော်လုပ်တဲ့အလုပ်ဟာလည်းအကောင်းပဲဖြစ်တယ်စိတ်ကောင်းလို့ရှိရင်နှုတ်ထွက်ကောင်းတယ်အလုပ်ကောင်းတယ်အဲ့တော့စိတ်ကောင်းဖို့ရအဓိကဒါမို့စိတ်ကောင်းရှိဖို့ရအဓိကပရဏကြတယ်လို့ဆိုမြတ်စွာဘုရားရဲ့အဆုံးအမဟာမိုင်းစင်တာတိချင်းစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်တယ်မိမိရဲ့စိတ်ကိုမိမိတို့ကိုယ်တိုင်ပြုပြင်ကြရမှာဖြစ်တယ်မဟုတ်အဲ့ဒီမိမိစိတ်မိမိပြုပြင်မှုကိုပဲအတ္တသမ္မာပဏိဋ္ဌိလို့ခေါ်တာ38ဖြာမင်္ဂလာတရားတော်ထဲမှာအတ္တသမ္မာပဏိဋ္ဌိမိမိစိတ်ကိုမိမိပြုပြင်တာစိတ်ကောင်းနှလုံးကောင်းမရှိသေးရင်စိတ်ကောင်းနှလုံးကောင်းရှိအောင်ကြိုးစားတယ်စိတ်ကောင်းနှလုံးကောင်းရှိလာပြီဆိုရင်အပြောအဆိုလည်းမှန်ကန်လာတယ်လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်းကောင်းလာတယ်ဒီလိုအကျိုးအကြောင်းဟာဆက်သွယ်လာတာဖြစ်တယ်လူတွေကြီးပွားတိုးတက်မှုအတွက်တမ္ပတ္တိ14မျိုးဆိုတာဆက်ဆိုတဲ့အဓိပ္ပာယ်ကကြောင်းကျိုးဆက်နွယ်လိပတ်ခြင်းလို့အဓိပ္ပာယ်ရကောင်းကျိုးချမ်းသာတွေရဖို့ရအတွက်အကြောင်းနဲ့အကျိုးဆက်နွယ်နေတဲ့ဟာဘယ်လိုဆက်နွယ်နေလဲလို့ဆိုလို့ရှိရင်နံပါတ်1ကပฏิရူပဒေသဝါဒစိတ်ကောင်းနှလုံးကောင်းဆရာကောင်းတမန်ကောင်းအဆုံးအမကောင်းတွေရှိတဲ့နေရာသူတော်ကောင်းတွေပုဂ္ဂိုလ်တွေရှိတဲ့နေရာမှာနေထိုင်ခြင်းအဲ့ဒီနေထိုင်ခြင်းအပြင်တပ္ပုရိတပနေတ္တလူတော်လူကောင်းတွေနဲ့မကြာခဏဆုံတွေ့သူတို့ပြောတဲ့စကားကိုကြားနာရတယ်ဆိုဟောဒီအချက်နှစ်ခုဟာလူတွေရဲ့လမ်းကြောင်းမှန်ကန်မှုအတွက်အမှန်မှအရေးကြီးတဲ့အချက်နှစ်ချက်ဒါကြောင့်မို့ပฏิရူပဒေသဝါဒတက်တဲ့အရလို့ဆိုတာအခုလိုဆုံးမဩဝါဒတွေရပြီးတော့ကိုယ့်ဘဝကိုနားလည်လို့ကိုယ့်ကိုကြိုးစားရမယ်ဆိုတဲ့အမှန်မှဒီမှန်ကန်တဲ့ကျင့်စဉ်တွေမှန်ကန်တဲ့ဆုံးမမှုတွေရှိတဲ့နေရာမျိုးမှာနေထိုင်ခြင်းအပြင်အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေ
ဆုံးမဩဝါဒပေးနိုင်တဲ့ပုဂ္ဂိုလ်တွေအကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ပုဂ္ဂိုလ်တွေလူတော်လူကောင်းတွေနဲ့ဆုံတွေ့ရတယ်ဆိုတာကောင်းတဲ့နေရာမှာကောင်းတဲ့လူကိုတွေ့ရမယ်လို့သူဆိုလို့တယ်ကောင်းတဲ့နေရာနေလို့ကောင်းတဲ့လူကိုတွေ့ရတဲ့အခါမှာအရေးကြီးဆုံးကဘာလို့ဆိုရင်အတ္တသမ္မာပဏိတိကိုပျောက်ပြုပြင်ထိမ့်သိမ်းခြင်းပဲဖြစ်တယ်ကောင်းကျိုးချမ်းသာရအောင်ကိုယ်တိုင်လုပ်ရမယ့်အပိုင်းရှိတယ်ဒါကြောင့်မို့အကြောင်းအကျိုးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်သူတော်ကောင်းတွေရဲ့အဆုံးအမစကားကအပြစ်မဲ့ကအကြောင်းတရားကိုထိမ့်သိမ်းဆော့ရှောက်ပြုပြင်ခြင်းကအတွင်းအကြောင်းတရားအတွင်းအကြောင်းနဲ့အပြင်အကြောင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားနဲ့အတွင်းကအကြောင်းတရားအဲ့ဒီနှစ်ခုပေါင်းစပ်မှကောင်းမြတ်တဲ့အကျိုးတစ်ခုရဒါလောကသဘာဝစဉ်းစားကြည့်ဘုန်းကြီးတို့တွေနေ့စဉ်အစာအာဟာရစားနေကြတယ်ကြည်အဲ့ဒီမှာပဲကြည်လူတယောက်အသက်ရှင်မှုကျန်းမာဖို့ဆိုတဲ့နေရာမှာအကြောင်းတစ်ခုပေါင်းစပ်ထားတယ်မိမိရဲ့ကိုယ်ခန္ဓာအတွင်းကလည်းကျန်းမာရေးကောင်းတယ်ပြင်မဲ့ကစားတဲ့အစာလည်းပဲအာဟာရဓာတ်ပြည့်ဝတယ်အပြင်အကြောင်းကအာဟာရဓာတ်ပြည့်ဝတဲ့အစာကိုစားခြင်းအတွင်းကကျန်းမာရေးကောင်းခြင်းဆိုဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှအင်အားဆိုတာဖြစ်လာတာနော်ဟုတ်ပြီကောင်းတာတွေဘလောက်စားကျမ်းမာရေးကချော့တဲ့ပြီးတော့နေတော့အာရတ္တမဖြစ်နိုင်တော့အတွင်းကချို့ယွင်းသွားလို့ရှိရင်လည်းကောင်းတာတွေဘလောက်စားအကောင်းဖြစ်မလားဟုတ်ပြီအတွင်းကဘလောက်ပဲကောင်းပြင်မဲ့ကစားတဲ့အစာအာဟာရလုံလောက်မှုမရှိဘူးထောက်ကူမဖြစ်ဘူးဆိုလို့ရှိရင်လည်းကျမ်းမာရေးမဖြစ်နိုင်ဘူးအဲ့တော့ကျမ်းမာမှုဖြစ်လာဖို့ရာအတွက်အတွင်းအကြောင်းလဲကောင်းရမယ်အပြင်အကြောင်းလဲကောင်းဒီနှစ်ခုပေါင်းစပ်မှကောင်းမြတ်တဲ့အကြောင်းတစ်ခုရအကျိုးတစ်ခုရအဲ့ဒီတိုင်းပဲဘဝမှာလည်းပဲအပြင်အကြောင်းကောင်းခြင်းနဲ့အတွင်းအကြောင်းကောင်းခြင်းဆိုပါစို့ဘုရားဘာသာဝင်တွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိခြင်းဆိုတဲ့အပြင်အကြောင်းတရားလူတိုင်းရထားတဲ့အခုအထူးသဖြင့်မြန်မာနိုင်ငံကဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိထားတာဒါအပြင်အကြောင်းကောင်းတယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုမရချတဲ့ပုဂ္ဂိုလ်တွေအတွေ့အခေါ်တွေလွဲမှားတယ်လောကကြီးမှာတူတူအနိုင်ကျင့်တယ်အကြမ်းဖက်တယ်တတ်တယ်ဖြတ်တယ်ဆိုတဲ့အလုပ်တွေဒါတွေကိုလှုပ်ခြင်းအပြင်ကောင်းစားတယ်လို့ယုံကြည်နေတာမျိုးအဲ့တော့ဘုရားဘာသာကြတော့တူမေတ္တာတူမှာလို့ဆိုမေတ္တာထားရမယ်အကျဉ်းတရားထားရမယ်ကိုယ်ရဲ့သာမနာလို့မရှိစေရဘူးဒီတစုံတစ်ခုပတ်ဝန်းကျင်နဲ့ပတ်သက်လာရင်သိခံခြင်းခွင့်လွှတ်ခြင်းဖြင့်စိတ်ကိုတည်ငြိမ်စွာရှိစေရမယ်ဆိုရယ်မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့အခြေခံတရားထားဖို့ဆုံးမထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားကကောင်းတယ်အပြင်အကြောင်းကောင်းလာတဲ့အခါမှာအတွင်းအကြောင်းကောင်းမှုအတွက်ကြိုးစားရအောင်။ဘာလဲလို့ဆိုရင်ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းအတ္တသမပဏိတိပဲဖြစ်တယ်။ကိုယ်တိုင်ဒီအတိုင်းလိုက်နာပြုလုပ်ခြင်းအဲ့ဒီလိုအပြင်ဘက်ကအဆုံးအမအကြောင်းကကောင်းခြင်းကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းလို့ဆိုရယ်အတွင်းအပြင်ဒီနှစ်ခုပေါင်းစပ်လိုက်မှရလတ်ဟာကောင်းမှာဖြစ်တယ်ပေါ့တခုခုလိုနေလို့ရှိရင်ကောင်းတဲ့အကျိုးမရနိုင်သေးဘူးဒါကြောင့်မို့အားလုံးဟာဒီလက်ဖွားတောင်မှဟိုဘက်ဒီဘက်နှစ်ဖက်တီးမှအတန်ဆိုတာထွက်တယ်ဒီအဲ့ဒီတိုင်းပဲအပြင်အကြောင်းနဲ့အတွင်းအကြောင်းနှစ်ခုပေါင်းစပ်လိုက်မှကောင်းမြတ်တဲ့အကျိုးတစ်ခုရမယ်လို့ဆိုတာကောင်းပြီဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အပြင်အကြောင်းအမတန်မှကောင်းတာတွေကိုရရှိထားကြပြီးတော့ကိုယ့်အတွက်လိုအပ်ချက်ကဘာလို့ဆိုရင်အဲ့ဒီအဆုံးအမတိုင်းဘဝမှာနေထိုင်ဖို့လိုက်နာကျင့်သုံးဖို့အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ဟာအရေးကြီးတယ်လို့သူဆိုတယ်
ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အကောင်းဆုံးဖြစ်အောင်ကြိုးစား I do my best ပြောကြနော်ဘာလို့ကောင်းဆုံးဖြစ်အောင်လုပ်မယ်ကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ဆိုတဲ့စိတ်ဓာတ်အဲ့တော့အကောင်းဆုံးလို့ဆိုတဲ့နေရာမှာကိုကြိုက်လို့ကောင်းတာလားကောင်းကျိုးချမ်းသာကိုပေးလို့ကောင်းတာလားလို့ဆိုရင်ကြိုက်လို့ကောင်းတာမဟုတ်ဘူးကောင်းကျိုးလို့ဆိုတဲ့ရလတ်ကောင်းလို့ကောင်းတယ်လို့ဒီလိုပြောရမှာဖြစ်တယ်အဲ့တော့ပညာရှိသူတော်ကောင်းတွေရဲ့အဆုံးအမဘုရားဘာသာရဲ့အခြေခံတရားကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဆုံးဖြစ်အောင်လုပ်ချင်လို့ရှိရင်နံပါတ်1ကိုချင်းတရားကောင်းဖို့စိတ်ကောင်းနှလုံးကောင်းကိုအရင်မွေးစိတ်ကောင်းနှလုံးကောင်းကိုအခြေခံပြီးတော့ကိုချင်းတရားကိုထိမ့်သိမ်းဆော့ဆော့ဒီနှစ်ခုဆိုရင်အခြေခံအားဖြင့်လုံးဝလုံလောက်တယ်အခြေခံလုံလောက်တယ်ဆိုတာဘာတော့ဒုဘဝတဲ့နှိမ့်ကြတဲ့ဘဝကိုမရောက်နိုင်ဘူးဒီဘဝမှာလည်းလူတော်လူကောင်းနောက်ဘဝအဆက်ဆက်မှာတန်တရားမှာလည်းပဲအောက်တန်းနောက်တန်းကြမသွားပဲနဲ့လူတဲ့နှိမ့်ကြတဲ့ဘဝမျိုးမရောက်နိုင်ဘူးစိတ်ကောင်းနှလုံးကောင်းထားခြင်းနဲ့ကိုချင်းသီလကိုထိမ့်သိမ်းဆော့ရှော့ခြင်းလို့ဆိုရယ်ဒီအခြေခံနှစ်ခုရှိလို့ရှိရင်တန်တရားလဲရအောင်တော့လူဘုံရောက်လိုက်နတ်ဘုံရောက်လိုက်နဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခွင့်ရတဲ့နေရာမျိုးတွေမှာသာရောက်ရှိပြီးတန်တရားမှာကျင့်တရားနိုင်တယ်ဒီလိုဆိုလို့တယ်ပေါ့နော်အခြေခံဒီနှစ်ခုကောင်းလိုက်တာနဲ့တပြိုင်နက်ယုံကြည်စိတ်ချတာဒီနှစ်ခုကောင်းလိုက်တာနဲ့တပြိုင်နက်ဒီဘဝလည်းကောင်းမယ်နောက်ဘဝလည်းအကောင်းပဲမျှော်လင့်နိုင်ဒီနှစ်ခုကောင်းပြီဆိုတဲ့အခါမှာရှေ့ဆက်ပြီးတော့လှုပ်เสียတွေမရှိဘူးလားဆိုရှိသေးတယ်ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေအများကြီးလုပ်အောင်အခြေခံအားဖြင့်ကတော့ဒီနှစ်ခုဟာအရေးကြီးဆုံးပဲစိတ်ကောင်းနှလုံးကောင်းထားခြင်းဒါပြင်စိတ်ကောင်းနှလုံးကောင်းဆိုတာဘာကိုပြောတာတော့အများနဲ့ဆက်ဆံတဲ့အခါမှာမေတ္တာထားသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအကျဉ်းနာထားခြင်းကိုယ်ရဲ့တာသွားတဲ့ပုဂ္ဂိုလ်မှာဝမ်းသာနိုင်ခြင်းအားလုံးနဲ့ဆက်ဆံတဲ့အခါမှာတိခံခြင်းခွင့်လွှတ်ခြင်းဟောအပြစ်အနာစာများကိုလက်တွေ့ရှုပြီးတိခံခွင့်လွှတ်ခြင်းဆိုတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့လူကိုမြင့်မြတ်သွားစေတတ်တဲ့မြင့်မြတ်တဲ့စိတ်နေသဘောထား၄ရပ်ကိုအခြေခံပြီးတော့နေထိုင်တာလို့ဒါဟာစိတ်နေသဘောထားကောင်းခြင်းလို့သူဆိုတာအဲ့ဒီအကောင်းပေါ်မှာမူတည်ပြီးတဲ့အခါမှာကိုချင်းသီလကိုချင်းတရားကောင်းရမယ်ကိုချင်းတရားဆိုတာဘာတော့အခြေခံအားဖြင့်ခုနကစောင့်တည်လိုက်တဲ့သူများတဲ့ကိုတတ်ခြင်းမှရှောင်ကျင်မှုသူတော်ဘာဥစ္စာမတရားယူခြင်းမှရှောင်ကျင်မှုသူတော်ဘာတာမယာစော်ကားခြင်းမှရှောင်ကျင်မှုသူတော်ဘာအကျိုးပျက်စီးအောင်လိန်ဒီပြောဆိုခြင်းမှရှောင်ကျင်မှုနဲ့မူရစေဝါရှောင်ကျင်မှုဆိုတဲ့ဒီ၅ချက်ဟာကိုချင်းတရားမှာအဓိကအကျဆုံးဘာကြောင့်အဓိကကြာဆုံးလို့ဆိုလို့ရှိရင်စဉ်းစားကြည့်လေတကဘာလုံးမှာရာဇဝတ်မှုလို့သတ်မှတ်ထားတဲ့အရာတွေဟာဒီထဲဟာတွေချစ်ပဲကောနော်ရာဇဝတ်မှုဆိုတာဒီထဲလွတ်တာတခုမှမရှိဘူးရာဇဝတ်မှုဆိုပြီးတော့အဖြစ်ကြီးလေးတဲ့အပြစ်မှုအဲ့တော့လူတွေက၅ပါးသီလကိုလုံရမယ်လို့ပြောရင်ဘာသာတရားလို့ထင်နေကြတယ်တကယ်ကတော့ဘာသာတရားမဟုတ်ဘူးလူကျင့်ဖို့နော်လူတွေရဲ့ကျင့်ဖို့မြတ်စွာဘုရားကလက်ခံပြီးလိုက်နာဆောင်ရွက်ခိုင်းတာလေလူကျင့်ဖို့အဲ့တော့ဘုရားဘာသာဖြစ်လို့၅ပါးသီလဆောင်ရှင်းရတယ်လို့လည်းတချို့ကထင်ကြတယ်မဟုတ်ဘူးလူပီပီတတလူကျင့်ဖို့အတိုင်းနေမယ်ဆိုရင်၅ပါးသီလဆောင်ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ပါဏာတိပါဒမရှောင်ဘူးဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမမှာသူကချင်းချက်မရှိဘူးပါဏာတိပါဒကိစ္စနဲ့ပတ်သက်တချို့ဘာသာတွေကြတော့ချင်းချက်ရှိတယ်ကိုယ်နဲ့မတည့်လို့ရှိရင်ကိုယ်နဲ့ဘာသာချင်းမတူရင်တတ်နိုင်တယ်ဆိုတဲ့ချင်းချက်တွေနဲ့ထားဘုရားဘာသာမှာအဲ့လိုချင်းချက်မရှိဘူးတတ္တဝါဆိုတာမြည်သည့်တတ္တဝါပဲဖြစ်ဖြစ်သက်ရှိတတ္တဝါမှန်သမျှဘယ်တတ္တဝါကိုမှမတတ်ဖဲမေတ္တာဖြင့်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်မွေးမြူခြင်းတော့မြတ်စွာဘုရားရဲ့အဆုံးအမကလုံးဝပြည့်ပြည့်စုံတယ်နော်လုံးဝပြည့်ပြည့်စုံအဲ့တော့မြည်သည့်တတ္တဝါကိုမှမတတ်တာတခါ
တပ်ဖြတ်ခြင်းဟာရာဇဝမှုမြောက်ရောက်တဲ့လောကလူတွေရဲ့ဥပဒေမှာတော့မပြည့်စုံဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်လောကဥပဒေမှာတော့ဘာလို့ဆိုရင်ရန်သူတတ်ရင်အပြစ်မရှိဘူး။တိရစ္ဆာန်တတ်ရင်အပြစ်မရှိဘူး။နော်။မြတ်စွာဘုရားရဲ့သဘာဝဥပဒေအဆုံးအမမှာတော့ရန်သူပဲဖြစ်ဖြစ်တရဝါပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်မြည်သည့်တတ္တဝါကိုမှမတတ်ဖဲရှောင်ကျင်ရမယ်လို့သူတို့ဆိုတယ်နော်။ဘာနဲ့ရှောင်ကျင်တာလဲဆိုမေတ္တာရဲ့အကျဉ်းနာရဲ့ရှောင်ကျင်တယ်။ကိုယ်ချင်းစာတရားနဲ့ရှောင်ကျင်တယ်။အဲ့တော့မြတ်စွာဘုရားရဲ့သဘာဝဥပဒေကပြည့်ပြည့်စုံဟုတ်ပြီရန်သူမှုတတ်တယ်တိရစ္ဆာန်မှုတတ်တယ်အပြစ်မရှိဘူးလားတတ်တယ်ဆိုတဲ့လူတယောက်ရဲ့တတ်တယ်ဖြတ်တယ်ဆိုတဲ့စိတ်ဓာတ်မှာသူကအကျဉ်းနာကင်းမဲ့ခြင်းနဲ့ဒေါသအမုန်းတရားဆိုတာပါဝင်ပတ်သက်နေတယ်အဲ့ဒီအကျဉ်းနာကင်းမဲ့ခြင်းနဲ့အမုန်းတရားသည်အကုသိုလ်တရားဖြစ်တယ်အဲ့ဒီအကုသိုလ်တရားကြောင့်အကျိုးပေးတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်ဒါကမြတ်စွာဘုရားရဲ့အဆုံးအမကလောကလူတွေရဲ့ဥတွေနဲ့မတူတာကိုပြောပြတယ်နော်အရိဏဒါနညီသူပစ္စည်းကိုမှမတရားယူတာမလုပ်ရဘူးလုပ်ရင်ဒါလည်းပဲခိုးမှုဝက်မှုလူရဲမှုဆိုတာတွေဟာဒါမလုံလို့ဖြစ်တယ်ကာမေတုမိစ္ဆာစာရဆိုတာလည်းချိနေလောကမှာချီးလေးတဲ့အပြစ်တစ်ခုဖြစ်သတ်မှတ်တာရိတ်လုပ်တယ်ဆိုတာတွေဟာကာမေတုမိစ္ဆာစာရပြစ်မှုမလုံလို့ဖြစ်တာတွေပဲဖြစ်တယ်မုဒ္ဒဝါဒဆိုတာလိန်နေပြီးတော့လူတယောက်တစ်ဖက်သားအကျိုးပြတ်ပြအောင်လုပ်မှုမူရစ်စေဝါဆိုတာတော့မပြောနဲ့တိုင်းပြည်နဲ့လူမျိုးဖွံ့ဖြိုးတိုးတက်မှုအတွက်အများကြီးအဟံတာကိုဖြစ်စေတတ်တယ်တကယ်ကိုလူငယ်လူရွယ်တန်ဖိုးရှိတဲ့လူတွေကိုအညွန့်တုံးသွားအောင်ဖြည့်ဆည်းပြတတ်တာဖြစ်သွားကြောင့်မူရစ်စေဝါတော့အဲ့တော့အကယ်၍သာငါးပါးသီလကိုချင်းသီလကိုချင်းတရားကိုလုံးလုံးချုံချုံထိမ့်သိမ့်ဆော့ရှော့လိုက်မယ်ဆိုလို့ရှိရင်ဒီရာဇဝမှုတွေလည်းလုံးဝပပျောက်သွားမယ်ဒီရာဇဝမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဆုပ်ယုပ်ပြပြမှုတွေဟာလည်းပဲလုံးဝပပျောက်သွားနိုင်တယ်လို့ဒါဒီမြတ်စွာဘုရားရဲ့အဆုံးအမအခြေခံအားဖြင့်ဒါလုံလောက်တယ်ပေါ့နော်ကောင်းပြီဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားလူဖြစ်လာပြီအကောင်းဆုံးဖြစ်အောင်ကြိုးစားအကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့အခါမှာမကောင်းတာတွေကိုဖယ်ရှားဖို့လိုအပ်တယ်လူဘဝရလာတဲ့အခါမှာလူဟာလုပ်ငန်းကိုကြည့်ပြီးတော့ကွဲပြားခြားနားသွားတယ်တိုင်းပြည်အုပ်ချုပ်တာလားနော်အဖွဲ့အစည်းတစ်ခုကိုဥဆောင်တာလားမိသားစုဘဝကိုဥဆောင်တာလားအဲ့ဒါလို့ကြည့်လိုက်မယ်ဆိုရင်လူတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်အုပ်ချုပ်သူဆိုတာတပိုင်းလားတခါလူထဲမှာပစ္စည်းဥစ္စာချိုးစားရှာဖွေပြီးတော့နေသူတိုင်းသူပြည်သားဆိုတာလေရှိတယ်နော်တိုင်းသူပြည်သားဆိုတာလည်းရှိတယ်ဟောနောက်တစ်ခုကျတော့အုပ်ချုပ်သူတွေလည်းမပါဘူးပစ္စည်းဥစ္စာရှာဖွေသုံးစွဲတဲ့လူတွေလည်းမပါဘူးမိမိရဲ့တကိုယ်ရည်တကာရအေးချမ်းမှုကိုအကြောင်းပြုပြီးတော့လူပေါင်းလူလောကကိုခွာရှောင်ပြီးတော့ယဟန်ဝတ်နေတဲ့ယသိယဟန်ဝတ်နေတဲ့ပုဂ္ဂိုလ်ကလည်းတဆုဖြစ်တယ်နော်တဆုဖြစ်လာတယ်အဲ့တော့ဒီထဲမှာလူအတိုင်းဝိုင်းထဲမှာပညာရှိသူနဲ့ပညာမဲ့သူဒီလိုကွက်ပြားခြားနားမှုတွေရှိလာအဲ့လိုရှိလာလို့ရှိရင်ကောင်းတာနဲ့မကောင်းတာကိုရွေးချယ်ဖို့လိုအပ်လာတယ်လူချင်းတော့တူတူပဲသို့တော့သူ့အဆင့်နဲ့သူဘယ်လိုလုပ်ရမလဲဆိုတဲ့ဝတ္တရားတွေတာဝန်တွေဟာကွဲပြားခြားနားလာတယ်ပေါ့နော်ကွဲပြားခြားနားလာအဲ့တော့အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ရဲ့တာဝန်ဝတ္တရားကတစ်မျိုးဖြစ်လာတယ်
စ္စည်းဥစ္စာရှာဖွေပြီးတော့မိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ရဲ့တာဝန်တရားကတစ်မျိုးသာသနာပေါင်းဝင်ရောက်ပြီးတော့နေကြတဲ့ခုမြန်မာပြည်မှာဆိုရင်ဘုန်းကြီးတွေရဲ့တာဝန်တရားကတစ်မျိုးဖြစ်လာတယ်။နောက်လောကမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့အသိဉာဏ်ကြီးမားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့တာဝန်တရားကလည်းတစ်မျိုးဖြစ်လာတယ်။တစ်မျိုးဖြစ်လာသည့်အတွက်ကြောင့်သူတို့မှာဆောင်းရံရှောင်းရံဆိုတာကွဲပြားခြားနားလာတယ်နော်။တူနဲ့တူလှုပ်ဆောင်ရမယ့်ကိစ္စတွေမတူတာဖြစ်လာတယ်။အဲ့ဒါကိုမြတ်စွာဘုရားအဆုံးအမထဲမှာခွဲခြားပြီးတော့ဆုံးမထားတာလေးကိုမှတ်သားဖို့နော်။ပြည်သူလူထုတွေနဲ့ပတ်သက်တာအားလုံးလူတွေအားလုံးကိုခြုံငုံပြီးတော့မိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်တွေမကောင်းတာနဲ့ကောင်းတာကိုရွေးချယ်မယ်ဆိုရင်အလက်သောခိဟိကာမဘောခိနတာတုခိဟိဆိုတာမိသားစုဘဝမှာနေထိုင်တာအိမ်နဲ့ယားနဲ့မိသားစုနဲ့ကာမဘောခိစီဝဥစ္စာရှာဖွေအသုံးပြုပြီးမိသားစုဘဝမှာလောက်ကင်ဆောင်ရွက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေဟာအကောင်းဆုံးဖြစ်ချင်လို့ရှိရင်မကောင်းတာကိုဖယ်ရှားရမယ်တဲ့သူ့ရဲ့မကောင်းတဲ့ချွေရင်းချက်ကတစ်ခုတည်းကိုပြောမှာအများကြီးမပြောဘဲနဲ့တစ်ခုတည်းကိုပြောတယ်ဘာလဲလို့ဆိုရင်အဲ့ဒီလူပေါင်းလူဘဝမှာနေပြီးတော့ဒီမိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ဟာအလုံးမလုံးချင်လို့ပြင်းနေဆိုရင်မကောင်းဘူးနော်လူပြင်းဟာမကောင်းဘူးလို့ဆိုပြင်းရခြင်းဟာအဆိုးပဲသူ့အတွက်အဲ့တော့အကောင်းဆုံးဖြစ်အောင်သူကြိုးစားမယ်ဆိုရင်လုံးဝမပြင်းမရည်နဲ့အချိန်မဖြုံးနဲ့အချိန်ရှိသမျှကြံစီတွေးတောလောကင်ဆောင်ရဲ့ကြိုးစားအထောက်မှုတည်တာလည်းသူ့အတွက်အကောင်းဆုံးအလက်သောခိဟိကာမဘောခိနတာတုအိယာတီထောင်လူပေါင်းဘဝမှာနေပြီးတော့ပြင်းနေတဲ့ပုဂ္ဂိုလ်အလုံးမလုံးချင်တဲ့ပုဂ္ဂိုလ်နော်အလုံးလုံးတဲ့အခါမှာလည်းပဲနှေးကွေးဒီလေးလံနေတဲ့ပုဂ္ဂိုလ်တွက်လက်ချက်ချမှုမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှဒီချီးပွားတိုးတက်မှာမဟုတ်သည့်အတွက်ကြောင့်မကောင်းဘူးဆိုပြပြနိုင်တယ်လို့ဒါသူ့အတွက်မကောင်းတာကိုရင်ဖော်ပြအဲ့တော့ကောင်းတာကတော့ကြိုးစားရမယ်လို့ဆိုလို့တယ်ကြိုးစားမှသူဟာကောင်းတယ်သူများတဲ့ပို့ပြီးတော့အလုပ်လုပ်ရမယ်လို့ဆိုစဉ်းစားကြည့်လေဒီသေးသေးချာချာလေးလာကြည့်တဲ့အခါမှာပြားအောင်တုံလူတွေကပြားရည်ကိုသုံးဆွဲနေကြတော့လေပြားတွေဟာဘလောက်အလုံးလုံးတယ်ဆိုတာကိုလေ့လာထားတဲ့လေ့လာကြည့်မယ်ဆိုရင်သိကြမှာဖြစ်တယ်ပေါ့နော်လုတ်သားပြားတို့ဘာလို့ဆိုတာရှိတယ်မဟုတ်လားအဲ့ဒီမှာသူတို့ဘလောက်အလုံးလုံးကြတယ်လေခြားတွေထဲမှာဆိုလို့ရှိရင်လည်းခြားတောင်မူကြီးကိုတိဆောက်နေတဲ့ခြားတွေဘလောက်အလုံးလုံးကြတယ်လေပဝဲစိတ်တွေထဲမှာကြည့်မယ်ဆိုရင်ပဝဲစိတ်တွေဟာဘလောက်အလုံးလုံးကြတယ်လေဆိုတဲ့အဲ့ဒီလူမပြင်းမရိတာဝန်ရှိရှိလှုပ်လှုပ်နေချအထူးသဖြင့်ဒီမြန်မာပြည်မှာကြည့်ပဲဆိုလို့ရှိရင်တမတော်မှာရှိတဲ့ဒီစစ်တီတွေဘာတွေဟာအလုပ်ကြိုးစားကြရတယ်အချိန်မရွေးကြိုးစားတာမန်ပုဂ္ဂိုလ်တွေတဲ့ပို့ပြီးတော့အလုပ်လုပ်ရစီကံရှိကြအဲ့ဒီလိုတတိုင်းတစ်ပြည်လုံးဟာစီကံရှိကြမယ်အလုပ်ကြိုးစားကြမယ်ဆိုလို့ရှိရင်အောင်မြင်ကြီးပွားမှသိကြတယ်ပေါ့ညီညွတ်တဲ့အားနဲ့လှုပ်ကြိုးစားကြပြီဆိုလို့ရှိရင်ဆုပ်ပြပြတာမရှိဘူးဆုပ်ပြပြမှုမတိုးတက်မှုသည်မကြိုးစားခြင်းဟာအဓိကအကြောင်းတရားပြင်းရခြင်းသည်အဓိကရန်သူပဲဖြစ်တယ်ပေါ့ဒါမြတ်စွာဘုရားဟောကြားတဲ့အဆုံးအမဟာဒီတိုင်းပဲရှိတယ်ပေါ့ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အတ္တညတောပပ္ပစီတောနတာထုလူလောကကနေခွာရှောင်ပြီးတော့လူတွေလူလောဘဒေါသမောဟမကြီးအောင်လောဘဒေါသမောဟတွေကိုရှင်းထုတ်ဖို့သာသနာပေါင်းဝင်ပြီးတော့ကရုံတုံသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေသူတို့အတွက်မကောင်းတာကဘာလဲလို့ဆိုရင်ဘုန်းကြီးဝတ်ထားပြီးတော့
အပြောဆိုမဆောင်စည်းခြင်းအနေထိုင်မဆောင်စည်းခြင်းအပြုအမူမဆောင်စည်းခြင်းဆောင်စည်းတယ်ဆိုတာကိုကျင့်တရားနဲ့သိက္ခာနဲ့မနေလို့ရှိရင်အသိဉာဏ်တော်ပပစ္စည်းတော်နာတာထုကိုကျင့်တရားပြည့်ရွံ့သွားပြီဆိုရင်ဒီပုဂ္ဂိုလ်မကောင်းတော့အဲ့တော့ဘုန်းကြီးဆိုတာဆောင်စည်းရမယ်အခြေခံစိတ်ကိုဆောင်စည်းရမယ်ကာယကံမှုကိုဆောင်စည်းရမယ်ဝစီကံမှုကိုဆောင်စည်းရမယ်သူများတွေလိုနေခြင်းသလိုနေပြောခြင်းသလိုပြောလုပ်လို့မရဘူးစီနဲ့ကံနဲ့ပြောရမယ်စီနဲ့ကံနဲ့လုပ်ရမယ်စီနဲ့ကံနဲ့နေရမယ်အဲ့ဒီဆောင်စည်းမှုကင်းမဲ့ခြင်းဟာမကောင်းတဲ့အချက်တစ်ခုပဲဖြစ်တယ်ဒါဖြင့်အကောင်းဆုံးဖြစ်အောင်လုပ်ချင်ပါလဲဆောင်စည်းရမှာဖြစ်တယ်ပေါ့ဆောင်စည်းရမယ်ကာယကံမှုကိုဆောင်စည်းရမယ်ဝစီကံမှုကိုဆောင်စည်းရမယ်လူတကာလို့ပြောချင်တာတွေမပြောရဘူးလုပ်ချင်တာတွေမလုပ်ရဘူးမိမိရဲ့သတ်မှတ်ထားတဲ့စီကံကျင့်ဝတ်နဲ့အညီနေထိုင်လှုပ်ဆောင်ရမယ်အဲ့ဒီကျင့်ဝတ်တွေဖောက်ဖျက်လာပြီဆိုလို့ရှိရင်သူဟာကြာဆုံးဖို့ပဲဖြစ်တယ်ပေါ့မကောင်းတဲ့အနေအထားမျိုးရောက်တာဒါသူအဆင့်နဲ့သူလိုက်နာရမယ်ဆိုတဲ့အထိပ္ပယ်ကိုပြောမဆောင်စည်းတဲ့ပုဂ္ဂိုလ်တွေများလာလို့ရှိရင်သာသနာတော်ပြည့်ခြင်းရဲ့အကြောင်းကာသဗ္ဗမြတ်စွာဘုရားရဲ့သာသနာနောက်ပိုင်းမှာဘုန်းကြီးတွေကိုကျင့်တရားကိုထိမ့်သိမ်းဆောက်ရှောက်မှုမဖြစ်တော့အဲ့ဒီလိုကိုကျင့်တရားတွေပြက်ပြားလာတဲ့အခါမှာသာသနာတော်ဟာဆွေးရုပ်ပျက်စီးသွားတာပဲဒါဟာစားတဲ့ပေတဲ့မှာလည်းပဲမှတ်တမ်းတင်ထားတာရှိတယ်ပေါ့နော်ဒါကြောင့်မို့ဘုန်းကြီးဆိုတာဘုန်းကြီးနဲ့ပြီးပြီးနေရမယ်ဘုန်းကြီးပြီးပြီးမနေဘူးတန်ခါနဲ့အင်္ဂါပြီးပြီးယဟန်ပြီးပြီးမနေဘူးဆိုလို့ရှိရင်ဒါဆောင်စည်းမှုပြည့်ရွံ့ခြင်းပဲဖြစ်တယ်အကောင်းဆုံးဖြစ်အောင်လုပ်ချင်ဘုန်းကြီးဆိုတာဆောင်စည်းမှုရှိရမယ်လို့သူတို့ဆိုဆောင်စည်းဆိုတာဘာနဲ့ဆောင်စည်းရဝိနည်းဥပဒေတွေရှိတယ်ဝိနည်းဥပဒေအတိုင်းလိုက်နာကျင့်သုံးခြင်းပဲဆိုပါစို့ဉာဏ်တန်ဃာတွေဆိုရင်မြို့ထဲသွားတာကစပြီးတော့တည်ငြိမ်အေးချမ်းစွာသွားရမယ်တောင်ကြီးမြောက်ကြီးသွားရင်တောင်မှပဲယဟန်တွေဟာအပြစ်ရှိမြို့ထဲရွာထဲသွားပြီးဆိုရင်ဣန္ဒြေသိက္ခာနဲ့သွားရမယ်ဆိုတာကအစကျင့်ဝတ်တွေဟာဝိနည်းကျမ်းစာထဲမှာအဆုံးရှိတယ်အဲ့ဒီဝိနည်းကျမ်းစာထဲကကျင့်ဝတ်တွေအတိုင်းကျင့်ကြံကြိုးကုပ်အထုနေမှအကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းဖြစ်တယ်ပေါ့တော့မဟုတ်လို့ရှိရင်ဆုပ်ယုပ်ပျက်စီးပြီးလူတကာကဲ့ရဲ့အပြစ်တင်လို့မိမိဘဝဟာလည်းအထိပ္ပယ်ကင်းမဲ့ပြီးနောက်ဆုံးကြာရှုံးခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်တယ်ပေါ့ဒါဟာအမြဲအစဉ်တတိထားရမယ့်ကိစ္စတစ်ခုပဲဟောနောက်တစ်ခုကဘာလို့ဆိုရင်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ရာဇာနတာဓုအနိတမကာရီအရေးကြီးတဲ့အချက်တစ်ခုတည်းကိုပဲပြောတာသူအနိတမကာရီဆိုအလုပ်တစ်ခုလုပ်မယ်တစ်ခုပြောမယ်ဆိုလို့ရှိရင်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဒီတစုံတစ်ခုပြောမယ်ဆိုရင်မစင်စားပဲနဲ့မပြောနဲ့သေသေးချာချာစဉ်းစားပြီးတော့ကိုပြောလိုက်တဲ့စကားဟာဘယ်ရောက်သွားတယ်ဆိုတာကိုစဉ်းစားပြီးမှပြောအလုပ်လုပ်တဲ့အခါမှာလည်းပဲစဉ်းစားပြီးမှဆုံးဖြတ်ရအောင်ဘာကြောင့်လဲလို့ဆိုရင်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တခွန်းပြောလိုက်လို့ရှိရင်အကျိုးသက်ရောက်မှုတွေဟာအများကြီးဖြစ်တတ်တယ်အလွဲမှားပြောမိလိုက်လို့အကျိုးသက်ရောက်လိုက်လို့ကိုချိုးနေသွားတာတွေအများကြီးအေးမစင်မကျင်လှုပ်လိုက်လို့လွဲမှားပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေကအများကြီးဖြစ်တယ်ဒါကြောင့်မို့လို့အနိတမကာရီမစင်မစားအယံပြောအယံလှုပ်ခြင်းဟာအတိညာကင်းမဲ့စွာပြောဆိုခြင်းအတိညာကင်းမဲ့စွာပြုလုပ်ခြင်းဟာတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်အတွက်မကောင်းဘူးသူဟာသူ့အတွက်မကောင်းဘူးဆိုတာအလုံးအတွက်မကောင်းသူမလုပ်ရဘူးလို့ဆိုလို့တယ်နော်သူအကောင်းဆုံးမကောင်းတာကအယံပြောမစင်မစားပြောဆိုခြင်းမစင်မစားပြုလုပ်ခြင်းဒီမကောင်းတာဒါဖြင့်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ရပါလေအပြောဆိုဆင်ញင်သုံးသပ်ပြီးမှပြောရမယ်
အလုတ်ကိုလည်းဆင်ញင်သုံးသပ်ပြီးမှဆုံးဖြတ်ပြီးအမိန့်ချမှတ်ရမှာဖြစ်တယ်အဲ့ဒီလိုအမျှော်မြင်ကြီးမားစွာနဲ့ပြောဆိုခြင်းအမျှော်မြင်ကြီးမားစွာနဲ့ပြုလုပ်ခြင်းသည်သူ့အတွက်အကောင်းဆုံးကြိုးစားခြင်းပဲဖြစ်အကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းအမျှော်မြင်ကြီးမားစွာပြောရမယ်အမျှော်မြင်ကြီးမားစွာလုပ်လို့ရမယ်လို့ဒီလိုဆိုလို့ရပေါ့နော်ဒါဟာလေအရေးကြီးတဲ့အချက်ပဲခေါင်းဆောင်ပုဂ္ဂိုလ်ကအမျှော်မြင်မရှိဘူးအမျှော်မြင်မရှိဘဲနဲ့အယံပြောအယံလုပ်တဲ့ဆိုရင်ပျက်စီးဆုံးရှုံးသွားနိုင်တယ်ပေါ့အားလုံးဒါကြောင့်မို့မြတ်စွာဘုရားကရာဇာနတာတုအနိတမကာရီအယံလုပ်ရင်မကောင်းဘူးလို့သူတို့ဆိုလို့ပေါ့နော်ဟောနောက်ဆုံးတစ်ခုကတော့ခြုံငုံပြောလိုက်တာကတော့ဘာတော့ယောပန္တိတောကောဒနောတဏ္ဏတာတုပညာရှိဆိုပြီးတော့လူတကာကလေးစားရပြီးအသိပညာတတ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်အများကိုအကြံကောင်းဉာဏ်ကောင်းတွေပေးရတယ်ဆိုတဲ့ပေးနိုင်တယ်ဆိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာဒေါသကိုမထိမ့်သိမ့်နိုင်ဘူးအညှိုးတေးတွေအမုန်းတရားတွေရင်ထဲမှာထားတယ်ဆိုရင်ပညာရှိအတွက်မကောင်းဘူးအဲ့ဒီပညာရှိမျိုးကမကောင်းဘူးပညာရှိကဒေါသကြီးရင်ပို့ပြီးတော့ဒုက္ခပေးတတ်တယ်လို့ဆိုလို့လူမိုက်တယောက်ကဒုက္ခပေးတာတဲ့ပညာရှိတယောက်ကဒုက္ခပေးရင်ပို့ဆိုးတယ်ပညာတတ်တဲ့လူရဲ့နှိမ့်ဆက်ဒါကြောင့်မို့လို့ဗမာစကားမှာရှိတယ်လေပညာရှိနှိမ့်ဆက်လိတ်ပက်လက်လှန်ထားတယ်ဆိုတာလိတ်တကောင်ကိုပက်လက်လှန်ထားရင်ဘာမှမလုပ်နိုင်တော့နော်အဲ့ဒါလိုပဲပညာရှိနှိမ့်ဆက်လို့ရှိရင်အဲ့ဒါလိုဖြစ်တတ်တယ်ဒါကြောင့်မို့ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာအမုန်းတရားတို့ဒေါသတို့သူ့တဏ္ဍာမှာမရှိစေရဘူးရှိရင်အဲ့ဒီပညာရှိဟာမကောင်းဘူးလို့မကောင်းတာတွေကိုပြောတာဆိုကောင်းတာကဘာတော့ဆိုလို့ရှိရင်အမုန်းတရားရှင်ထဲမှာမထားပဲနဲ့မေတ္တာချီးမားရမယ်အကျဉ်းတရားရှိရမယ်အဲ့ဒါမှကောင်းတယ်လို့သူတို့ဆိုလို့တယ်အဲ့တော့ဘဝတစ်ခုရလာတဲ့အခါမှာဘုန်းကြီးတို့တွေမကောင်းတာတွေကိုရှောင်ရှားလို့ကောင်းတာတွေကိုလှုပ်ဆောင်ကြရမှာဖြစ်တယ်အဲ့ဒါလို့မလှုပ်ဆောင်နိုင်ဘူးဆိုရင်ကိုယ့်ဘဝတန်မိုးဟာနှိမ့်ချသွားမှာဖြစ်တယ်မြတ်စွာဘုရားကလည်းဒါတွေကိုဆုံးမတာကိုယ့်ဘဝတန်မိုးမြင့်မားလာအောင်ကိုယ့်ပေါ်မှာမူတည်တယ်မကောင်းတာတွေကိုရှောင်ရှားပြီးကောင်းတာတွေကိုလှုပ်ဆောင်ကြဖို့နော်အေး950ဇတ်တွေထဲမှာအကောင်းတရားဆိုပြီးတော့တိကျထုတ်ဖော်ပြီးတော့ဟောထားတာရှိသေးတယ်တိကျထုတ်ဖော်ဟောထားတဲ့အကောင်းလေးတွေဘလို့လိုက်နာကြရမလဲလို့ဆိုရင်သူကတာဓုဓမ္မရုစီရာဇာတိုင်းပြည်အုပ်ချုပ်တဲ့သူခေတ်နဲ့သူစနစ်ပေါ့နော်ဒီခေတ်ကြတော့တိုင်းပြည်အုပ်ချုပ်တာစုပေါင်းပြီးတော့အဖွဲ့နဲ့အုပ်ချုပ်တာလို့ဆိုတော့အိုလီဂါခီစနစ်လို့ခေါ်မှာတူဒီအုပ်ချုပ်တာကြတော့ monarchical system လို့ခေါ် monarch ဧကရာဇ်ဘုရင်တွေအုပ်ချုပ်တာတူဒီအုပ်ချုပ်အပေါင်းနဲ့အဖွဲ့နဲ့အုပ်ချုပ်တာအိုလီဂါခီအဲ့တော့တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဟာဓမ္မရုစီဆိုတာဒီအမှန်တရားကိုတိုက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ရတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကအမှန်တရားကိုလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ရလေးစားလိုက်နာသူဖြစ်ရဒါမို့တာဓုဓမ္မရုစီရာဇာတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဟာဓမ္မရုစီအမှန်တရားကိုနှစ်သက်မြတ်နိုးတဲ့ပုဂ္ဂိုလ်ဖြစ်မှတာဓုကောင်းတယ်သူ့အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ချင်သူဟာအမှန်တရားကိုမြတ်နိုးသူပဲဖြစ်တရားဥပဒေကိုလေးစားသူမှန်ကန်မှုချမှတ်ထားတဲ့ဥပဒေအတိုင်းဒီမဟုတ်တာမမှန်တာမလုပ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဒီလိုဆိုလို့ရပေါ့နော်နောက်တစ်ခါတာဓုပညာနာဝနရောကဲဘုန်းကြီးတို့တွေတမန်ခြုံပြီးတော့ကြည့်လိုက်တိုင်းသူပြည်သားလူဘဝဖြစ်လာကြဘုန်းကြီးတို့တွေလူဖြစ်လာနရဆိုတာလူဖြစ်လာကြသူလည်းလူပဲကိုယ်လည်းလူပဲလူဖြစ်လာတဲ့အခါမှာဘ
ဘာအရေးကြီးဆုံးလို့ဆိုပညာနဝါစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရပညာမဲ့နေလို့ရှိရင်ကြီးပွားတိုးတက်အောင်မလုပ်နိုင်ဘူးအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားသိနိုင်စွာမရှိဘူးမရှိသည့်အတွက်ကြောင့်ပညာမဲ့ဟာကောင်းကျိုးချမ်းသာကိုရဖို့အမတန်မှခဲရင်ပြီးတော့လွယ်လွယ်မှားမှားနဲ့အဆိုးတရားတွေနဲ့ပဲကျင်လည်ပြီးတော့ပျက်စီးဆုံးရှုံးသွားတတ်တယ်ဒါကြောင့်မို့လူတိုင်းဟာပညာတတ်အောင်ကြိုးစားကြဒါဖြင့်ဒီကနေ့ခေတ်ကျောင်းတွေကောလိပ်တွေတက္ကသိုလ်တွေထီထောင်ထားတာဟာပညာလားလို့ဆိုလို့ရှိရင်ဒါပညာအစစ်မဟုတ်သေးဘူးဘာတွေသင်နေကြတာတော့ဆို subject matter နော်စစ်တီတော်တွေစစ်ပညာသင်တယ်ဆိုတာရောပညာလားလို့ဆိုမဟုတ် subject matter ရန်သူနဲ့တွေ့ရင်ဘယ်လိုခုခံရတယ်ဘယ်လိုလုပ်ရတယ်ဆိုတာဒါ subject matter ပညာဆိုတာကြတော့အဲ့ဒီ subject matter ပေါ်မှာဒီအကြောင်းအရာတွေပေါ်မှာကြည့်ပြီးမိမိကိုယ်တိုင်ဆုံးဖြတ်ပြီးတော့လုံနိုင်ကိုင်းနိုင်တာကမှပညာလို့ဥပမာမဲ့ကျောင်းသင်ခန်းစာသင်တာဟာအကြောင်းအရာတစ်ခုကိုသင်တာဖြစ်တယ်အဲ့ဒီအကြောင်းအရာကိုမှတ်သားထားပြီးတော့လက်တွေ့အသုံးချဖို့ကြုံလာတဲ့အခါမှာအသုံးချပြီးဆိုတဲ့အခါမှာပညာဆိုတာဖြစ်တယ်နော်ဆရာဝန်ပညာသင်ထားတဲ့ပုဂ္ဂိုလ်ကလည်းထို့တူပဲဆရာဝန်ပညာဆိုတာသင်ရအဲ့တော့ဒီယောဂနဲ့ဆေးဘယ်ယောဂဘာကြောင့်ဖြစ်တယ်ဘယ်ဆေးနဲ့သင်တော်တယ်ဘယ်လိုကုသရင်ပျောက်တယ်မပျောက်ဘူးဆိုတာအကြောင်းအရာတွေကိုသင်ထားတယ်အေးကိုတွေ့ယောဂနဲ့လူမမာနဲ့တွေ့ပြီးတဲ့အခါမှာကိုယ်တိုင်ဆုံးဖြတ်ပြီးကုသပြီးဆိုတဲ့အခါကျမှပညာဆိုတာဖြစ်တယ်နော်အားလုံးကဒီတိုင်းပဲပညာဆိုတာဟာလက်တွေ့သုံးချပြီးသိတဲ့အသိဉာဏ်ကိုဆိုလို့တယ်ဒါကြောင့်မို့လူတိုင်းဟာပညာအတွက်သုံးကြတဲ့သုတဆိုတာကိုသင်ယူရမှာဖြစ်တယ် subject matter ဆိုတာသုတကိုပြောတာသုတဆရာသမားတွေစီကသင်ယူကြရတယ်အဲ့ဒီသုတရှိမှသုတပညာယဝဋ္ဌနာသုတသည်ပညာကိုတိုးပွားစေတယ် subject matter တွေကိုများများသိလေအသိပညာဖြစ်ပေါ်လာလေပဲဒါကြောင့်မို့သုတကိုသင်ယူပြီးတဲ့အခါမှာပညာဖြစ်အောင်လုပ်အဲ့ဒီသုတများများရပြီးတော့ပညာတတ်လာတဲ့ပုဂ္ဂိုလ်တွေဟာလူလောကမှာကောင်းတယ်ပညာတတ်မှကောင်းတယ်လို့အကောင်းဆုံးဖြစ်အောင်လုပ်ချင်ပညာတတ်အောင်ကြိုးစားလို့ဒီလိုဆိုလို့တယ်နော်အရာရာကိုသိမြင်နိုင်အောင်သုတကိုစီးပူအားထုတ်လို့အသိပညာဖြစ်ပေါ်လာလို့ရှိရင်ကောင်းတယ်ဒါကိုပြောတာတာဓုပညာနဝါနရောလူဖြစ်လာလို့ရှိရင်အသိပညာရှိမှကောင်းတယ်ဆိုတာဒါကိုဆိုလို့တာဓုတရား၄ပါးလို့ဆိုတဲ့ထဲမှာဒီလိုဟောကြားထားတာဖြစ်တယ်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တာဓုမိတ္တာနမတ္ထုဘောလူမှုဆက်ဆံရေးနဲ့ပတ်သက်လာတဲ့အခါမှာကျေးဇူးကမ်းတာမျိုးမိတ်ဆွေကိုပြစ်မှားတာမျိုးလူလောကအလယ်မှာဆိုးချိုးကိုဖြစ်ပေါ်စေတတ်လို့အဲ့ဒါဟာမကောင်းဘူးဒါကြောင့်မို့မိတ်ဆွေတွေကိုမပြစ်မှားခြင်းဟာအလွန်ကောင်းတယ်ကျေးဇူးတရားသိတတ်ခြင်းဟာအလွန်ကောင်းတယ်မိတ္တာနာမိတ်ဆွေတို့အထုပ်ဘောမပြစ်မှားခြင်းသည်သာဓုကောင်းတယ်လူတိုင်းမှာကိုယ့်ဘောမှာကျေးဇူးရှိတာရှိတယ်ပထမဆုံးကျေးဇူးရှိတာတော့မိဘလူလောကရောက်လာတဲ့ဆိုတာမိဘကျေးဇူးရှိဆုံးပုဂ္ဂိုလ်အဲ့တော့ကျေးဇူးရှိဆုံးဖြစ်တဲ့မိဘကိုဘယ်တော့မှမပြစ်မှားရအောင်ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေပေါ်မှာဘယ်တော့မှမပြစ်မှားရအောင်အဲ့ဒါလို့မပြစ်မှားခြင်းဟာကောင်းကျိုးချမ်းသာကိုရစေတာဖြစ်လို့ဒါလည်းပဲအကောင်းဆုံးလှုပ်ဆောင်ခြင်းထဲမှာတစ်ခုဖြစ်ပါဝင်တယ်လို့သူဆိုနောက်ဆုံးတစ်ခုကတော့ဘာတော့ပါပါဏံအကရဏံဒုက္ခသူကြတော့တာဓုဆိုတဲ့စကားလုံးကိုမသုံးမဲနဲ့ပါပါဏံအောက်တန်းနောက်တန်းကြစေတာစိတ်ယုတ်မာတို့ကိုအကရဏမပြုတ်လို့ပဲရှောင်ကျင်ခြင်းဟာဒုက္ခချမ်းသာဒုက္ခရကြောင်းဖြစ်တယ်စိတ်ယုတ်မာမထားခြင်းဟာအကောင်းဆုံးပဲလို့ဆိုလို့ဒါကတော့လုံးဝခြုံငုံလိုက်တဲ့စကားတစ်ခုလူဖြစ်လာပြီဆိုလို့ရှိရင်စိတ်ယုတ်မာမထားနဲ့ယုတ်မာတဲ့စိတ်ဓာတ်တွေမမွေးနဲ့အဲ့ဒီယုတ်မာတဲ့စိတ်ဓာတ်တွေမမွေးခြင်းဟာအကောင်းဆုံးပဲလို့
ဒါကိုတာဓုတရား၄ပါးလို့ရှင်းတော့ကရေးသားဖော်ပြလေးရှိတယ်ပေါ့နော်တာဓုတရား၄ပါးဒီအမှန်တရားကိုကြိုက်နေတဲ့မင်းဟာကောင်းတယ်အမှန်တရားကိုကြိုက်နေတဲ့မှကောင်းတယ်နောက်တစ်ခုကလူဖြစ်လာလို့ရှိရင်ပညာတတ်မှကောင်းတယ်နောက်လူဖြစ်လာလို့ရှိရင်မိတ်ဆွေတွေကိုမပြစ်မှားမှကောင်းတယ်နောက်ဆုံးအကောင်းတစ်ခုကတော့အောက်တန်းနောက်တန်းကိုကျသွားစေတတ်တယ်စိတ်ယုံမှမထားခြင်းဒီကောင်းတယ်လို့ဆိုတယ်အဲ့ဒီအကောင်းတရား၄မျိုးကိုမှတ်သားထားပြီးတော့တို့ဘဝမှာတို့အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်လို့ကိုယ်စီစိတ်ထဲမှာနှလုံးသွင်းပြီးမြတ်ဗုဒ္ဓသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားအတိုင်းတို့တွေဟာလိုက်နာကြမယ်လို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဣတိမန္တောသယေဒေဝဝတ္တန္တာဣဒသာသနေတေပိအမေလူရခန္တုအာရောဂေနဒုခေနသာအာကာတထာသာဘုမတ္ထာဒေဝနာဂမဟိတိကာတေပိအမေလူရခန္တုအာရောဂေနဒုခေနသာဣတိမန္တောသယေဒေဝဝတ္တန္တာဣဒသာသနေတေပိအမေလူရခန္တုအာရောဂေနဒုခေနသာပုည္ဏနောအနုမောဒိတဝါစိရံရခန္တုသာသနံအာကာတထာသာဘုမတ္ထာဒေဝနာဂမဟိတိကာပုည္ဏနောအနုမောဒိတဝါစိရံရခန္တုသာသနံသာယနေ့ကျင်းပပြုလုပ်အပ်သောအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးတပ်နယ်
ရှမ်းအောင်မြင်ခမ်းမအတွင်းတွင်ဆင်ရင်ကျင်းပပြုလုပ်အပ်တဲ့အလေပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးတပ်နယ်တိုက်ရင်တပ်ဖွဲ့အရာရှိစစ်သည်မိသားစုများ၏ဓမ္မပူဇာအထူးဓမ္မသဘင်နှင့်ဆက်လျင်း၍လှူဒါန်းမှုများကိုဆောင်ရွက်ကြရန်ဖြစ်ပါတယ်ခင်ဗျာဆရာတော်ဘုရားထံအဆက်စွာလှူဒါန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီး၏ကပ္ပိယကာရကအဖြစ်ဥအောင်ထေးမှဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားပါတယ်ခင်ဗျာလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ဝင်းပူရှိန်မှသင်္ကန်းအစရှိသောဓာတ္တပဝတ္ထုစုစုနှင့်အတူလေပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးတပ်နယ်တိုက်ရင်တပ်ဖွဲ့များရှိအရာရှိစစ်သည်မိသားစုများမှလှူဒါန်းသောဓမ္မပူဇာလှူတော်ငွေကျပ်45သိန်း29,500ကျပ်တို့အားလှူဒါန်းပေးပါရန်လေးစားစွာပန်ကြားပါရခင်ဗျာကျေးဇူးရှင်ဆရာတော်ဘုရားယနေ့လူရမှုအစုစုတို့အား31ပုံကျင်လည်ကုန်သောလူနတ်မြမဝိနည်းတတ္တဝါပေါင်းတို့နဲ့တကွာသူတော်ကောင်းပေါင်းတို့ကုသိုလ်အမြကိုယ်စီရရှိကြစေရန်ရည်စက်သွန်းချဝေမျှလိုကြသည်ဖြစ်ပါ၍ရည်စက်ချတရားချင်းမြတ်တော်မူပါယံခြေတော်ဆုံးဥခိုက်၍ယူသည်စွာလျှောက်ထားအပ်ပါသည်ဗျာအားလုံးဆိုကြပါအရှင်ဖယားဘုရားတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုဓမ္မအသိဉာဏ်ရရှိစေရန်ရ
ဤတန်ကြလျက်ဓမ္မသပင်ဆင်ကျင်ပါပြုလုပ်ကြ၍သမတဒါနာဓမ္မဒါနာတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုသာတပ္ပဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ဒီနေ့ရအာထုတ်ပြုလုပ်ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မသဝနာတရားတော်ကိုပေးလူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာကုသိုလ်စေရနာခြားပြားတို့သည်ဒုက္ခခတ်သိချုပ်ငြိမ်းရာမှယနိဗ္ဗာန်ဤအကြောင်းအထောက်ပံ့ဖြစ်ပါစေသာရှင်ဖျားဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမဆ၍ကဘာသူကဘာသာသူနတ်ပြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏အထူးအားဖြင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဧရိယာအတွင်း၌ရှိကြကုန်သောနတ်အပေါင်းတို့အားပုဂ္ဂိုလ်အပေါင်းတို့အားအမြအမြဝေငှပါကုန်၏32ပုံချင်းဤကုန်သောသုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးချမ်း